Saudi Arabia မှာလည်းကျွန်တော်အစာပိုက်ချန်တော့အလုံးထပ်ပြီးတော့ဖြစ်ပြန်ပြီ4ယောက် family room ကိုကျွန်တော်တယောက်တည်းနေခိုင်းတယ်မင်းအမေတယောက်တည်းနေလှုပ်ချင်တာလှုပ်နေချင်သလိုနေစားချင်တာရှိလို့ရှိရင်ငါတို့အောက်က coffee ဆိုင်မှာမင်းစားချင်တာလားစားဆိုပြီးတော့ကျွန်တော် hotel manager ပြောပါတယ် hotel ပိုင်ရှင်ကကျွန်တော်ပြောတယ်ကျွန်တော်တို့ရှိတရက်စောရောက်တာစောရောက်တဲ့တရက်ဘိုးလဲပေးကြမလို့ဘူးမင်းနေချင်သလိုနေအကယ်၍မင်းရက်ပြေသွားလို့မပြန်နိုင်သေးဘူးဆိုလဲဆက်နေလို့ရတယ်ဆိုပြီးတော့ပြောတယ်အလ်ဟမ်ဒူလ illah ချီးမွမ်းထောပနာပြုခြင်းပေါင်းတယ်လောက်ရှင်များဖို့သာဖြစ်သည်အားလုံးကျေးဇူးတင်ပါတယ်